ချမ်းဖတ်နေအွန်လိုင်းစစ်တပ်ကတော့မြန်မာတနိုင်ငံလုံးကိုနော်စစ်တပ်ကြီးစိုးရေးဝါဒပဲသူတွတ်သွင်းဖို့သူစူးစမ်းနေတယ်ပေါ့နော်လက်ရှိမှာလည်းတိုင်းသားတွေတောင်းဆိုတဲ့အခွင့်အရေးတွေနော်ဖက်ဒရယ်စနစ်ကအခြေခံမူတွေကိုသူလစ်လူရှုပြီးတော့ဒီရွေးကောက်ပွဲကိုလုပ်မယ်ပြီးရင်လွှတ်တော်ထဲမှာဆွေးနွေးဖို့လည်းသူတိုက်တွန်းနေတယ်ဒီဖက်ဒရယ်စနစ်ကိုသူမလိုချင်ဘူးပုံစံကကျွန်တော်တို့စစ်တိုင်းနဲ့ Federal စနစ်မှာဆိုရင်ကျွန်တော်အာဏာခွဲဝေရမယ်ဟိုတင်ရစတာခွဲဝေရမယ်အခွန်တွေခွဲဝေရမယ်နော်တိုင်းသားတွေကနော်သူ့ရဲ့ Federal Unit တွေမှာနော်ပြည်သူလူထုဆန္ဒနဲ့ကိုက်ညီတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖွဲ့စည်းပုံအခြေခံဥပဒေတွေရှိရမယ်ဆိုတဲ့အချက်လက်တွေကိုစစ်တပ်အနေနဲ့လုံးဝလက်မခံကြဘူး။ဒါကြောင့်မို့လဲ Federal ဆိုတဲ့စနစ်ကိုသူတို့အဆက်ဖြားရတယ်ပြောတာ။ရင်ထဲရမှာပါ။ဒါကြောင့်မို့တိုင်းသားတွေကလည်းလူချင်းနဲ့ကိုယ့်ရဲ့အခွင့်အရေးတွေစစ်တပ်တွေမှာစစ်တပ်စီမှာတောင်းယူလို့ရမှာမဟုတ်ဘူး။မဟုတ်ဘူးကျွန်တော်တိုက်ယူမှရမှာလို့ကျွန်တော်ကတော့အကြံပေးခြင်းပဲ။နော်